သမုဒိထဝိသေသဒောရသစ္စာသဟတကေသစ္စာတရသဟတနိနမမိသီရသမဟံအဘဂဝလုကကိင္ကနန္တနိဗ္ဗုဒ္ဓဇိနာတေသန္တမစ္ဆသံကိစ္ဆာအာတရိဏနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပဒဝေအနိကအန္တရာယာပိဝိနသန္တုအတိတသောအရဟံဘဟိအန္တာဇယံသူကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘောပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံဒီဝါတဝတိအာဒေသောရတ္တိမဘာတိသန္တိမံတဏ္ဍတောခတ္တိယောတဝတိသာယိတဝတိဗျမနောအထသဝမောရတိဗုဒ္ဓောတဝတိဒေသတံတာတိတံဒေသတံဗန္နံဗုဒ္ဓံဝန္ဒာမိအာဒရံနမကာရနုဘဝေနာတဗေပုရန္တုသင်္ကပ္ပံတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းသက်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဓဝေသာယတာဒတတယတာဝေဒတာကုကုတာဓဝေသာယတာဒတတယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမမလုံမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်သာဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်သာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဗံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့